ပိုင်ဘလူကဒေးဗစ်ရိုင်ယာကိုကျွန်တော်ဒီလေဘင်းတစ်လျှောက်မှာကိုပဲလက်ကဖြတ်ဝင်လာပြီးတော့ဟိုဘက်ကလက်ကိုသူဆွဲထားတာပြဿနာကအဲ့ဒီဆွဲထားတဲ့လက်သာအဲ့ဒီဆွဲထားတဲ့လက်ကိုသာဒီကောင်အဲ့လိုဆွဲပြီးတော့လွှတ်လိုက်မြင်ဆိုရင်ကျွန်တော်ကတော့ဒိုင်လူကြီးကအဲ့လုံးကိုဂိုးပြခွင့်ပြုမယ်လို့ထင်တယ်ပြဿနာကဒီကောင်ကအဲ့ဆွဲထားတဲ့လက်ကိုအဲ့ဆွဲထားတဲ့အတိုင်းကြီးထားတာဆွဲထားတဲ့အတိုင်းကြီးထားပြီးတော့ရိုင်ယာကိုဖောင်းတာတစ်ယောက်တင်မဟုတ်ပဲနဲ့နောက်ကတစ်ယောက်ပါဖောင်းတာဆိုတော့နှစ်ယောက်ဝိုင်းဖောင်းတဲ့အခြေအနေမျိုးမှာဒိုင်လူကြီးအနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲဒါမဖြစ်နေပေးလိုက်ရတော့တာဒီနေရာမှာဒိုင်လူကြီးကဒီလုံးကိုဖောင်းအခုလိုမျိုးဖောင်းပေးလေပဲ controversial ဖြစ်တာပဲဖောင်းမပေးဘူးဆိုလို့ရှိရင်လည်း controversial ဖြစ်မှာပဲသိတယ်မလား Raya ကိုနှစ်ယောက်ဖောင်းနေပါညာကျွန်တော်တယောက်တည်းအမြင်ရဆိုရင်ကျွန်တော်အဲ့လုံးကတကယ်ဟိုဆုံးဖြတ်ခဲ့တာမှန်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော် West Ham ရဲ့ကွင်းမှာကစားတဲ့ Arsenal နဲ့ပွဲမှာ Arsenal က Trossard ရဲ့တကူနဲ့ဒါ 1-0 နဲ့အနိုင်ရတယ် 1-0 နဲ့အနိုင်ရပြီးတော့ Manchester City ထက်တပွဲပူကစားထားရင်းနဲ့ကျွန်တော်တို့က9မှတ်ဖြတ်ထားတယ်ပေါ့နော် Manchester City ကကျွန်တော်လာမယ့်နေ့မှာသူတို့ဒီ Crystal Palace နဲ့သူတို့ရှင်းမယ်ကစားရမယ်ပေါ့အဲ့ဒါပြီးပြီဆိုတာနဲ့သူတို့ Chelsea နဲ့ FA ဘလာပိုလူဝဲကျွန်တော်ကစားမှုရှိတယ်လက်ရှိပုံစံအရဆိုလို့ရှိရင် Arsenal ရဲ့ဘက်ကထပ်ပြီးတော့အမှတ်ရောနိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးဆိုတော့ Manchester City တို့တော့ chance ကနေသွားပြီပေါ့နော်သူတို့တွေဖလားရနိုင်ဖို့ကသူတို့လက်ထဲမှာမရှိတော့ဘူး Arsenal ကကျွန်တော်ဒါပြီးပြီဆိုလို့ရှိရင်သူတို့တွေဘန်လီကိုအိမ်ဝင်းမှာလက်ခံကစားရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ဒါ Crystal Palace ရဲ့အိမ်ဝင်းကိုနောက်ဆုံးပွဲစဉ်မှာကစားရမှာ Man City ကတော့ကျွန်တော် Crystal Palace ကိုကစားရမယ်ပြီးရင်ကျွန်တော်ဒါဗာလဲဘုံမောင်းနဲ့ကစားရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ပွဲစဉ်38မှာသူတို့အိမ်ဝင်းမှာ Aston Villa ကိုသူတို့ကလက်ခံကစားရမှာအဲ့တော့လက်ရှိ Manchester City ရဲ့လက်ကျန်ပွဲတွေနဲ့ Arsenal ရဲ့ကျွန်တော်လက်ကျန်ပွဲတွေနဲ့ဆိုလို့ရှိရင်ဒါ City တို့ကဘလို့မှအခွင့်အရေးမရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် Arsenal နဲ့ရှင်လိုက်မယ်ဆိုရင်ဒါအပြင်သူတို့ကအမှတ်ကလည်းနှစ်မှတ်ကယော့နေသေးတယ်ယာဒီကလည်းကုန်တော့မယ်ဆိုတော့ဒါ Arsenal ဟာချန်ပီယံဖြစ်ဖို့အတွက်ဒါပို့ပြီးတော့နီးလာပြီလို့ကျွန်တော်ပြောရမယ်ဒီနေရာမှာကျွန်တော်တို့ဒီပွဲမှာနောက်ဆုံးပေါ့နော်ကျွန်တော်တို့ဒါ West Ham ဘက်ကရခဲ့တဲ့သွင်းကိုဒါ VAR ကြည့်ပြီးတော့ပယ်ဖြတ်ခဲ့တဲ့အခါ controversial တွေဖြစ်နေတာတွေကျွန်တော်ရှိတယ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ဆွေးနွေးရမယ်ဒီပွဲကတော့ဟိုဘယ်လိုပြောမလဲနီးပြအာဒီတာအတွက်တကယ်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့ decision ချတဲ့နေရာတွေလူစားအပြောင်းလဲလုပ်တဲ့နေရာတွေမှာလည်းသူတော်တော်ကိုရဲရင်နဲ့အပြောင်းလဲတွေသူလုပ်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအပြောင်းလဲတွေကနေပဲသူဒီနေ့ပွဲမှာနိုင်ပွဲရသွားတယ်လို့တော့ကျွန်တော်ပြောရမယ်ဒီပွဲကမိုင်းမွန် Arsenal performance ကတော်တော်လေးညံ့နေတယ်မှာပါတယ်ပုံမှန် Arsenal ရဲ့ကစားတဲ့အခြေအနေမျိုးတွေနဲ့ကျွန်တော်ကြည့်ရင် Arsenal ဒီပွဲမှာတော်တော်ညံ့တာပထမပိုင်းမိနစ်20လောက်အထိပေါ့နော်တော်တော်အခြေအနေကောင်းတယ်တောင်းကန်ဘော်ဒီကနေခေါင်းတွေတိုက်တယ်ကျွန်တော်ဟမ်မန်ဆန်တို့တောက်လျှောက်ပုတ်တယ်ဒါပေမဲ့လို့ Van White ဒဏ်ရာရပြီးတော့သူတို့ဒီဘယ်လိုပြောမလဲဇူဝီမင်ဒီကိုထည့်တယ်ပေါ့အဲ့ဒီချိန်မှာသူတို့စပြီးတော့တိုင်ပတ်တော့တာဇူဝီမင်ဒီကိုထည့်ပြီးတော့ Rice ကိုကျွန်တော်တို့ဒါညာနောက်ခံလူအဖြစ်ထုတ်သုံးလိုက်တဲ့ခါကျတော့ကွင်းလေနဲ့ပေါ့နော်အဲ့ဒီဘက်ချမ်းမှာညာချမ်းမှာဘယ်လိုမှ West Ham ကိုသူတို့မထိနိုင်တော့ဘူးအဲ့ဒီနောက်ပိုင်းမှာ West Ham ရဲ့ဘက်ကဂိုးပေါက်ကန်သွင်းမှုတွေပိုရလာတယ် Arsenal ဘက်ကဂိုးပေါက်ချိန်ချောင်းမှုတွေပိုနည်းလာတယ်နော်အဲ့လိုမျိုးတိုင်ပတ်နေတာWest Ham ဆိုရင်ပထမပိုင်းမှာတချို့အန်ဒီရများတဲ့အလုံးဆိုတာအဲ့ဒီ Van White ထွက်သွားပြီးတဲ့နောက် Declan Rice ညာချမ်းကိုဝင်ကစားတယ်။ Zubimendi ကွင်းလေကိုဝင်ကစားတဲ့အခြေအနေမျိုးမှာ West Ham ဘက်ကပို့ပြီးတော့ကောင်းလာတာ။အဲ့တော့ပြောရရင် Zubimendi ဝင်လာတဲ့နောက်ပိုင်း Arsenal တော်တော်တိုင်ပတ်သွားတယ်လို့ပြောရမယ်။ဆိုတော့ဒုတိယပိုင်းမှာကျွန်တော်တို့အနေနဲ့ Zubimendi ကိုပြန်ထုတ်တယ်သူတို့တွေနော်ဟိုထုတ်ပြီးတော့ဒါအပြောင်းလဲတွေသူတို့လုပ်တယ်ပေါ့လေနော်ဒါကျွန်တော်တို့ဒီ Harvest တို့ကိုကျွန်တော်ထည့်တယ် Odegaard တို့ကိုကျွန်တော်ထည့်တယ်နောက်ပြီးရင် Mosquera တို့ကစားမားတွေကိုညာချမ်းကိုကျွန်တော်ပို့ပြီးတော့ကာလာဖီယိုတို့လိုကစားမမျိုးတွေကိုကျွန်တော်ထုတ်တာပေါ့နော်ထုတ်တာအဲ့တော့အပြောင်းလဲတွေကအဲ့ဒီမှာတော်တော်ကောင်းသွားတာဒီနေရာမှာဇူဘီမင်ဒီကိုပြန်ထုတ်လိုက်တာကတော်တော်အဆင်ပြေသွားတယ်ဟိုဟိုလူသားဝင်လာတဲ့ကစားမကိုပြန်ထုတ်တယ်ဆိုတာကတိတ်တော့ဖြစ်ထားတော့မရှိဘူးပေါ့ဒါပေမဲ့လို့အာဒီတာနီနဲ့အဲ့ဒီစုံဖြတ်ချက်ကဒီပွဲကိုအများကြီးအပြောင်းလဲဖြစ်သွားတယ်ပြောရမယ်ဘာလို့လဲဆိုတော့ကွင်းလယ်မှာဇူဘီမင်ဒီဟာအာဆင်နယ်အတွက်ဘလို့မှအကျိုးပြုမနေဘူး US ဘိုင်းမှာလည်းသူဘလို့မှအဆင်မပြေဘူး interception ဘိုင်းမှာလည်းသူဘလို့မှအဆင်မပြေဘူးဒီပြိုင်ပွဲရဲ့ပေါ့နော်ဒါ intensity ကိုလည်းသူဘလို့မှမှီအောင်မလိုက်နိုင်ဘူးเนาะတော်တော်တိုင်းပတ်ပြီးတော့ကျွန်တော် Zubimendi ကိုပြန်ထုတ်တာဝင်လာတဲ့ Odegaard ကဘယ်လိုပြောမလဲဒီ Eze တို့ Zubimendi တို့ထက်အများကြီးပိုကောင်းအောင်လုပ်ပြရင်ဒီပွဲမှာလုံးဝသူဝင်လာတော့ဒီတယ်မလုံးဝ difference ဖြစ်သွားတယ်ကျွန်တော်ပြောရမယ်เนาะ Odegaard ဝင်လာပြီးတဲ့နောက်ပိုင်းမှာသူတို့ဂိုးရတယ်ပေါ့ဒီမှာလည်းပဲအဲ့ဒီမတိုင်ခင်က West Ham ဘက်ကတကယ်အပိုင်လုံးတစ်လုံးကျွန်တော်ရတယ် Matheus Fernandes တယောက်ချင်းတယောက် David Raya နဲ့ကျွန်တော်တွေ့တာမကိုဘူး David Raya ပုတ်သွားတယ်သူကိုယ်တိုင်ကဂိုးသမားနဲ့တယောက်ချင်းတယောက်အရင်နီးကပ်နေပြီဆိုတဲ့အခြေအနေမျိုးမှာနီယာပို့စ်ကိုသူကန်ဖို့လုပ်တာเนาะကျွန်တော်ဖာပို့စ်ကိုကန်ဖို့မလုပ်ဘဲနဲ့သူအနီးတိုင်ကိုကန်ဖို့လုပ်တဲ့နေရာမှာ David Raya ပုတ်သွားတယ်ဒီနေရာမှာ West Ham ကကြည့်ရင် Matheus Fernandes ကတပွဲလုံးကောင်းတာတောက်လျှောက်ကောင်းလာတယ်เนาะကျွန်တော်အဲ့ဒီသူဂိုးမသွင်းနိုင်ဘူးဆိုတဲ့နောက်ပိုင်းမှာလည်းသူတောက်လျှောက်ကောင်းတယ်အဲ့ဒီရှေ့မှာလည်းသူတောက်လျှောက်ကောင်းတယ်ကွင်းလယ်မှာလည်း
အာဆနယ်ကကစားမားတွေဆိုရင်ကွင်းထဲမှာဘာမှသိမ့်မပေါ်ဘူးဒါပေမဲ့ဒီကောင်ကဝက်ဆန်ကွင်းလေကစားမားတွေထက်ကောအာဆနယ်ကွင်းလေကစားမားတွေထက်ကောပို့ပြီးတော့ကောင်းတဲ့ performance တွေဒီကောင်ပြတယ်အဲ့ဒါကြောင့်ဝက်ဆန်အနေနဲ့တန်းဆင်းသွားရပြီဆိုလို့ရှိရင် Matheus Fernandes ကိုသူတို့ဈေးနေနဲ့လက်လွတ်မဲ့အခြေအနေမျိုးမှာတကယ်ရတဲ့အသင်းကတော့ကွန်းလေ quality ကစားမားကောင်းတယောက်ကိုကျွန်တော်ရအောင်မှာတကယ်ကိုဘာမှသိပ်ပြီးတော့အလုံးမဖြစ်တဲ့ Western တင်းရဲ့ကွင်းမှာเนาะသူကွင်းလေမှာသူတက်ချော့လုတ်ပြသွားတာเนาะ Rice တို့ Zubimendi တို့ Anzi တို့ဟလာဒုတိယပိုင်းဝင်လာပါတယ်ဆိုတော့ကျွန်တော်တို့ Odegaard တို့ရဲ့ကွင်းလေမှာတော်တော်လေးသူကောင်းအောင်လုတ်ပြသွားတယ်ပြဿနာကအဲ့ဒီအလုံးသူလုံးဝဂိုးကိုရမယ်အလုံးမှာမဂိုးခဲ့တော့ပရိသတ်တော်များရဲ့ဒီကောင်ထောင်းတာခံနေရတယ်ဗောနော်ဒီနေရာမှာ David Raya ပေါ့ David Raya ကဒီပွဲမှာဒီလို Arsenal clean sheet နဲ့အနိုင်ရသွားပြီးတော့ဖလားကိုကျွန်တော်အနေနဲ့ပေါ့နော်ပို့ပြီးတော့နီးစပ်လာတဲ့အခြေအနေမျိုးမှာ David Raya ရဲ့ကျွန်တော်အနေနဲ့ဒါဆွမ်းဆောင်ရည်ကြီးအများကြီးပါတယ်ကျွန်တော်ပြောရမယ်သူတို့ဒီပေခံလိုက်ရတဲ့ West Ham ရဲ့ကူကောလက်ရှိကျွန်တော်တို့ Matheus Fernandes ရဲ့အခွင့်အရေးမကိုးခဲ့တာကိုကျွန်တော်ကြည့်ရင် David Raya ကဒါတွေမှာအကုန်ပတ်သက်နေတယ်ပေါ့နော်ကျွန်တော်ဒီညမှာအဲ့ဒီအလုံးကတော့ controversy အများကြီးဖြစ်တယ်ပေါ့ဒါကိုလည်းကျွန်တော်ပြောမယ်ဒီညမှာ Arsenal အနေနဲ့ပြောရရင်ဘယ်လိုပြောမလဲဖလားကကျွန်တော်တို့ဒီမတိုင်ခင်ပြောသလိုပဲသူတို့လက်တစ်ဖက်ကရှိနေပြီရတယ်နော်ဖလားပေါ်မှာလက်တစ်ဖက်ကရောက်နေပြီလက်တစ်ဖက်ကသူရောက်နေပြီဆိုတော့ဒါအပြင်ကျန်တဲ့တစ်ဖက်တင်နိုင်ဖို့အတွက်ဆိုရင်လက်ကျန်ပွဲစဉ်တွေထဲမှာအခက်ခဲဆုံးလို့ပြောလို့ရတဲ့ West Ham ကိုပဲသူတို့နိုင်မှုလိုတော့တာအဲ့ဒါကိုသူတို့ဒီပွဲမှာမလွယ်ကူခဲ့ဘူးသူတို့ရဲ့အကောင်းဆုံး performance ကျွန်တော်မဟုတ်ဘူးဒါပေမဲ့သူတို့နိုင်သွားတယ်ဒါဒီအရေးကြီးဆုံးပဲနောက်ကျန်တဲ့နှစ်ပွဲရဗျာကျွန်တော်တော့မထင်ဘူးဆိုတာဘန်လီကိုအိမ်ဝင်းဆိုတာဒီကောင်လေးတွေသိခက်ခဲတဲ့ပွဲမျိုးမဟုတ်ဘူးပြီးရင်ကျွန်တော်တို့ရဲ့နောက်ဆုံးပွဲစဉ်38က ဗာလဲဒီ Crystal Palace နဲ့ကစားမယ်ကွင်း Crystal Palace ကွင်းမှာသူတို့သွားကန်ရမှာကျွန်တော်ကတော့အဲ့ပွဲကဘောနော်တိတ်အခုလက်ရှိ West Ham လောက်ခက်ခဲမယ်လို့မထင်ဘူးတခြားမဟုတ် Crystal Palace တို့ကဘောနော်သူတို့အဲ့ဒီပွဲပြီးရင်သူက Conference League Final ကစားရမှာ Palace ကအဲ့တော့အဲ့ပွဲပြီး3ရက်လောက်အကြာမှာကစားရမှာဆိုတော့ Palace ကဘာလို့အောင်အဲ့ဒီပွဲကိုလူစင်းအပြည့်နဲ့ကျွန်တော်ကစားတော့မလဲသိတယ်မလားနော်အဲ့တော့အဲကြောင့်ကျွန်တော်တို့ Arsenal ကဒီဟာသူတို့ဖလားဖြစ်ပြီလို့တော့ကျွန်တော်ပြောရပြော Manchester City ရဲ့ဘက်ကမိမဘယ်လောက်ထိကောင်းပါလဲပြောလမ်းပြောင်ကောင်းနေလဲပဲအမှတ်က2မဲ့ရော့နေတဲ့ခြေမျိုးမှာ Arsenal ကိုမှီမှာမဟုတ်တော့ဘူးအဲ့တော့ခြေစွမ်းကောင်းနေမပြနိုင်ခဲ့ပါဘူးဆိုတော့ Arsenal ကဖလားရခဲ့တဲ့အဆော့ဒီဖလောက်ဘူး3မှတ်ရခဲ့တဲ့နေရာမှာနောက်ဆုံးအလုံးပေါ့ကျွန်တော်တို့ပြောကြတယ်နောက်ဆုံးမှန်တယ်ပြောပြကျွန်တော်အဲ့ကိုပေးပြီလို့တော့ထင်တယ်နော်Wilson ကန်သွားတာတော်တော်ကောင်းတယ်ဂူးသွားတယ် Rice ကဂူးသွားတဲ့လုံကိုရှင်းထုတ်တယ်ဒါပေမဲ့လို့ VR ပြန်ကြည့်ပြီးတော့အဲ့ဒီအလုံးကိုဘယ်လိုပြောမလဲပယ်လိုက်ပြီးတော့ဒီနေရာမှာတုံးဆောင်နိုင်ပေါ်ပြသိတယ်မလား controversy ဖြစ်စရာတွေအများကြီးပေါ့ဒါပရိသတ်တွေကြားထဲမှာလည်းအမှန်ကန်ပြောကြဆိုကြတယ်ပေါ့သိတယ်ကျွန်တော်တော့ဒီဆုံးဖြတ်ချက်ကကျွန်တော်တို့VR နီနဲ့ပေါ့နော်မှန်ကန်ခဲ့တယ်လို့ထင်တယ်သိလားလက်ရှိကျွန်တော်တို့ပထမဆုံးပြတဲ့ angle တစ်ခုကနေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့လုံးက David Raya ကိုယ်တိုင်ကဒီလက်ထက်ကနေဘောလုံးချော်တွက်တဲ့အခြေအနေမျိုးပေါ့ပြဿနာကတကယ်ပြန်ပြီးတော့ angle မျိုးစုံကနေပြတဲ့အခါကျတော့တူရီဘိုးကလည်းနောက်ကနေ Raya ရဲ့ဒီအင်ကြီးကိုဆွဲထားတယ်ဗျာကျွန်တော်တူရီဘိုးကလည်းကျွန်တော်ဆွဲထားတယ်ပြီးရင်ကျွန်တော်နေဘယ်လိုတော့ကျွန်တော်တို့ဒီဝင်လာတဲ့ကစားမှာပတ်လို့လားတိုက်စစ်ကူနော်